ဆရာကြီးရှူတော်ရေးသားသောဝတ္ထုကောင်းတစ်ပုဒ်ဖြစ်သည့်လူဆိုးခေတ်အင်္ဂလိပ်ပြည်ဂျပန်ဝင်ခင်မြန်မာပြည်ရှိမြို့များတွင်လူဆိုးများသည်3-4ရက်မြောက်တကူကြီးခဲ့ကြဘူးလေသည်အချို့သောမြို့ကြီးများ၌မြို့သူမြို့သားများအား24နှစ်တွင်ထွက်ခွာရမည်ဟုအင်္ဂလိပ်ဆိုရကသတိပေးတော်လဲအချို့သောမြို့များ၌မူအရာရှိများနှင့်ပလိများသည်ကိုလိုရုံးကထွက်ပြေးကြ၍မြို့သူမြို့သားများအားတင်းရှောင်ရန်အမိန့်ထုတ်ဖို့တတိများကြခြင်းကတာမြို့မှာထိုကဲ့သို့တတိများသောမြို့တစ်မြို့ဖြစ်၍အစိုးရဘက်ဆိုင်ရာတို့ကထွက်ပြေးကြသည့်နောက်မင်းမဲတိုင်းပြည်ဖြစ်လျက်လူသောများသည်မြို့သူမြို့သားပေါ်တွင်သဘောရှိအုပ်စိုးကြလေသည်ကတာမြို့မှာအစိုးရရရှိများထွက်ပြေးကြသည့်နောက်ချန်ကီရှိတရုတ်စစ်တပ်များရောက်လာကြ၏၎င်းတရုတ်စစ်တပ်များမှာဗြိတိရှအစိုးရကချန်ကီရှိထံမှတောင်းယူ၍ဂျပန်ကိုခုခံတိုက်ခိုက်ရန်ဆိုကရောက်လာကြခြင်းဖြစ်ရာ၎င်းတို့သည်ဂျပန်ကိုတိုက်ချင်းတဲ့ရောက်လျာအရက်၌နေသူနေသားများကိုဓမြတက်၍အောက်မှအထက်သို့ဂျပန်ချီတက်တိုင်းသုတ်ခွာလာကြသည်တွင်ကတာမြို့သို့ရောက်လာကြခြင်းဖြစ်လေသည်ချန်ကီရှိတရုတ်စစ်တပ်များမှာများသောအားဖြင့်ချီးနှဲ့သောတရုတ်ဘိန်းသားများနှင့်တနက်ကိုမကင်နိုင်သည့်16နှစ်အရွယ်တရုတ်တငယ်ကလေးများပါဝင်ကြရာ၎င်းတို့သည်ဖောင်တိန်နှင့်နာယီကိုမမြင်ဘူးကြသည့်လက္ခဏာနှင့်အကင်းပါသောနေသူနေသားများထံတွင်မြင်ရတိုင်းအစမ်းသည့်သဘောနှင့်ဖြုတ်ယူတတ်ကြလေသည်တရားတန်သောလက်ပတ်နာယီကိုအင်္ဂလိပ်စစ်ကူအနွမ်း9ချက်တန်ကလေးနှင့်ဇွတ်အတင်းဝယ်သူကဝယ်၍အလကားဖြုတ်ယူသောတရုတ်စစ်သားများလည်းမရှားလာကြမေလာသန်းတွင်ပုံချ၍မေလ10ရက်နေ့ည၌ဂျပန်ဝင်မီကတာမြို့မှာတရုတ်စစ်သားများကြီးစိုး၍လူသောများသည်လည်းတကူကြီးလျက်ရှိကြ၏ထိုရများတွင်မြို့သူမြို့သားများသည်လူသောများပြုသည်များခံကြရ၍တရုတ်စစ်ဗိုလ်တန်းသူပေါ့ရအောင်တိုင်ကြားဝင်းသူလည်းမရှိတိုင်ကြားပြန်လင်လည်းအေးအေးယူမီမယူမီမတိရကြလူသောများသည်အင်္ဂလိပ်ဆိုရလက်ထက်ကတည်းကရှိရသူများဖြစ်တော်လဲအဆိုပါရသက်တစ်ပတ်အတွင်းဘယ်ကဲ့သို့နာမည်ကြီးသွားကြသည်မသိပရွေငသိန်းနှင့်ခြေတိုဘာဒူးဆိုသူတို့မှာမေလမတိုင်မီကကြားဘူးခြင်းမှကြားဘူးကြမည်ဖြစ်တော်လဲမေလ9ရက်ရှင်းနေများတွင်ကလေးတငယ်ကစတည်နေကြလေပြီမြို့နယ်တနေတွင်မင်းမဲ့ချီသို့ရောက်သွားသည်ဆိုကလူဆိုးများနာမည်ကြီးလွယ်ခြင်းမှာအံ့ဩဖွယ်ကောင်းလာသည်ပါရွယ်ငသိန်းနှင့်ခြေတိုဘာဒူးတို့၏နာမည်များကိုကြော်ညာပေးသည့်သတင်းသာမရှိတော့လဲထိတ်ထိတ်ပြပြရှိနေကြသောထိုအချိန်တွင်လူများသည်တခြားစကားပြောစရာမရှိဘသူဆို၏ဘသူမိုက်သည်ဆိုခြင်းကိုတူတူတိတ်တိတ်လက်ဆင့်ကမ်းပြောတတ်ကြသောကြောင့်3-4-5ရက်တွင်ဤများလောက်နာမည်ကြီးကြခြင်းဖြစ်ဟန်တူလေသည်ထူးဆန်းသောအချင်းရာတစ်ခုမှာလူကောင်းများကလူဆိုးများကိုကြောက်ကြရသည်ဆိုခြင်းသည်မပြောပါတော့သည်လူဆိုးချင်းချင်းတကူကြီးတဲ့ငယ်လိုက်ကြောက်ကြရပုံများမှာအံ့ဖွယ်ရာကောင်းလာသည်တို့ဖြစ်၍အခြားသောလူဆိုးများသည်ပါရွယ်ငသိန်းနှင့်ခြေတိုဘာဒူးဆိုလျှင်ရိုးရင်းကျင်စီမှဆင်၍လန်ကြ၏ပါရွယ်ငသိန်းသို့မဟုတ်ခြေတိုဘာဒူးကစိတ်ဆိုးသည်ဟုကြားလိုက်ရသောလူဆိုးတယောက်သည်တရက်ခွင်၌ဆက်ရှင်တရားသူကြီးကတေတံချပေးသည်ကိုကြားလိုက်ရခြင်းကဲ့သို့တုံးလုံးချောက်ချလေတော်သည်အင်္ဂလိပ်ခေတ်၌လူသတ်မှုတရက်ခန့်သည်နေဆက်ကိုဖျက်ကူ၍တပြည်တနိုင်ငံသို့ထွက်ပြေးရန်ကြိုးစားသည်ငသိန်းနဲ့ဘာဒူးကမင်းကိုညှိုးနေတယ်ဟုသောစကားကိုကြားရသောလူဆိုးတယောက်မှမူကားပြေးပေါမရှိတဲ့ကဲ့သို့စက်သည်သေးသွားတယ်လေသည်လူဆိုးကြီးကိုလူဆိုးလေးကကြောက်ရပုံမှာထိုရံများ၌တန်အံ့တော်ရှိနေပြီတော့သည်ဤတွင်ပါရငသိန်းသည်ထိုင်ရာမှထမ်းမိပြူစေရာခြေတိုဘာဒူးကဗျိုးကိုသိန်းကိုလို့ပြက်ကုန်ပါမယ်ဟုတတိပေးလိုက်မှထိုင်ချလိုက်သည်ကောင်းပြီကွာဦးရည်တပလင်းနဲ့အစိမ်းကျော်တပွဲယူခဲ့ဟေးအရှူအစိမ်းကျော်တပွဲဟေးကိုထုံးပြဦးရည်တလုံးယူခဲ့ဗျာအတီးတီးပြောလိုက်ပြီးနောက်တူများကိုဆက်လက်၍အဝိသုတ်ဖြစ်ပုတ်တိုင်နေသည်ထုံးပြဆိုတာရွှေဘိုသားမှတ်တယ်ဟုတ်လားဟုတ်တယ်ရွှေဘိုနောက်မဒလီကုန်းကမဒလီကုန်းရေလို့ကြမ်းကြမ်းဖမ်းဖမ်းကွာမဲဒလီကုန်းမဟုတ်လားကွာမခေါ်တတ်ဘူးဗျကျုပ်တို့တသက်လုံးမဲဒလီကုန်းခေါ်တာပဲအေးလေခေါ်ချင်တာခေါ်ပါဦးရေပလင်သာယူခဲ့ပါ
ထုံးပြည့်သည်ကြွက်လျှောက်ပေါ်၌ထောင်ထားသောပလင်များနှမတလုံးကိုယူပြီးလင်ချောင်းမြောင်စပွဲသို့လာ၍တင်ထားသည်တရုတ်စစ်သားတွေဒီဘက်ကိုမလာဘူးလားဟိသားကောင်နေခင်းမှလာတယ်နေခင်းမှလာတယ်ညမှမလာပါဘူးမင်းစကားပြောတာတူတောင်းတောင်းနဲ့မင်းကလူလေလောက်တာလားဘာလူလေလောက်လို့လဲဟေးကိုသိန်းစကားမရှိစမ်းပါနဲ့အလုပ်ပြက်ကုန်ပါမယ်ဗျဟုတ်ဘူးဗျဒီငနဲ့စကားပြောမှာမာဆက်ဆက်နေဗျာဘာထိုးသည်တာကောင်တို့လှမ်းကြည့်ပြီးနောက်မာကျင်မှာဆက်ချင်းဆက်နောင်ခါလာနောင်ခါစီပေါ့ဗျာတခုမပြီးသေးပဲနဲ့တခုသွားလို့ရင်တန်းလည်းနေဖြစ်ကုန်မယ်ဗျဟေးတာကောင်ဘာလဲဒုံးတီကြီးကွာမင်းဟာကဒီလိုကြုတ်ပြောတတ်တာပဲခုနတော့မှဆရာနဲ့ဗာနဲ့ထည့်ပြောသေးတယ်အခုဘာဖြစ်သွားတာလဲပြောကိုတာကောင်ပြောနေကြတယ်ပြောပါဗျာပြောနေကြမပြောလို့ကျုပ်ကဘယ်နဲ့ပြောသေးလို့လဲဤတွင်ပါရွင်ငသိန်းသည်စကားပြောမိပြုစဉ်နောက်ဘေးဆောင်မှအရှူးသည်အစိမ်းကျော်တပွဲယူလာသည်နှင့်စကားပြတ်သွား၏အရှူးသည်တာကောင်တို့လှမ်းကြည့်အောင်တာကောင်သည်6တောင်စပွဲကလေးဘက်သို့မင်းကိုပြလိုက်သည်နှင့်အစိမ်းကျော်ပွဲကိုလူနှစ်ယောက်၏ရှေ့၌ချထားခဲ့သည်တာကောင်သည်တူများကိုတုတ်တင်ပြီး၍တံပြူခွက်ထဲသို့ထည့်ပြီးနောက်သေဘော်လေးတောက်ကစပွဲတစ်ခု၌ထိုင်လေသည်ပါရွယ်နှင့်ချီတိုတို့သည်ဥယျာဉ်နှင့်အစိမ်းကျော်ကိုစားတော့ရင်းထွေးမင်းတို့ဟာဥယျာဉ်ဆိုပြီးပဲ့ရည်တွေပါလားကွဒီဟာကပဲ့ဥယျာဉ်ပဲပဲ့ရည်လိုချင်ရှိတယ်ရပဲ့ရည်လိုချင်တာမဟုတ်ဘူးကွဥယျာဉ်လိုချင်တာအဲ့လေဒီဟာဥယျာဉ်ပဲခမရဘာကြောင့်ပဲ့ရည်လိုပြောတယ်လေဟေးကိုထုံးပြေပဲ့ရည်ပြလိုက်ပါဗျာထုံးပြေသည်ပလင်းတစ်လုံးကိုယူလာ၍လူနှစ်ယောက်၏ရှေ့၌ချထား၏ပါရွယ်သည်ပလင်းနှလုံးကိုနှိုင်းရှင်ကြည့်အောင်ပလင်းအနက်ကြီးဖြစ်သောကြောင့်မကွဲခြားနိုင်သည်နှင့်ဖန်ခွက်ထဲသို့ငှဲ့ကြည့်၏ဖန်ခွက်များသည်ဘီလက်ရည်ပလင်းဖင်းပြဲများဖြစ်သောကြောင့်အရက်များ၏ကြည်ချင်းနှောက်ချင်းမှမတိမတာစီနေတော့သည်ဂိုင်းကွာရှိပါသေးတော့မင်းတို့ဥယျာဉ်ဆိုလဲဥယျာဉ်ပါပဲကွာဆိုကဒုတိယပလင်းကိုထွန်းပြေလက်သို့ပြန်ပေးလိုက်သည်ဥယျာဉ်တပလင်းကုန်၍ဒုတိယပလင်းမှာယူတောက်ကြရာတွင်ဟေ့တာကောင်ဘာလဲမင်းကလူလေလားကွခမရထင်တယ်လို့ပေါ့အဘဲနဲ့ငါထင်တယ်လို့ဖြစ်နိုင်မှာမလဲမင်းလူလေမဟုတ်ဘဲနဲ့ငါကလူလေထင်းနေမှန်နေမှာမလားမှန်တာမမှန်တာမသိဘူးခမရထင်တာဟုတ်တာပဲဩမင်းကငါ့ကိုမငြင်းဘူးငါထင်တာဟုတ်တယ်ဒီလိုပြောရလားဒါဖြစ်ဒီလူလေပဲဟေ့ထွန်းပြမင်းကလူလေလားကွကျုပ်နားမနေပါဘူးဗျာလူလေဖြစ်မှာပေါ့ကိုသိန်းရလူလေမှုလို့ရွှေဘိုးကဒီကတာရောက်နေတာပေါ့ပါရွင်ကသိန်းနဲ့ခြေတို့ဘာထူးတို့မောင်အယက်သမားထုံးစံတိုင်းဥရှင်ကြီးတစ်ခါစိတ်ထန်ကြီးတလက်ဖြစ်ရှိနေကြပြီအကြောင်းလိုလားစွာမရှိပဲရေမောခြင်းအကြောင်းလိုလားစွာမရှိပဲစိတ်ဆိုးခြင်းစသဖြင့်တလက်စီပြောင်းလဲလျက်ရှိကြလေသည်ဟေးဖူးသားကောင်ဘာလဲနောက်ပေးရပေါက်ပေါ်ဘယ်နဲ့ခေါ်တယ်လဲတီယိုအဖိုးကြီးပြောတာလားအေးလေအစိမ်းကြော်ဝဲယူခဲ့တဲ့ပေါက်ပေါ်ပေါ့အရှူးခေါ်တယ်အေးခေါ်လိုက်စမ်းပါကွာအရှူးဘာလို့မလို့လဲခေါ်လိုက်စမ်းပါဒီခနာလို့လိုချင်တာရှိကျုပ်ကိုပြောပါကျုပ်မှာပေးမှာပေါ့ခေါ်လိုက်စမ်းပါတာကောင်သည်ဖြံပြင်းနေကြပြသောခြေလိုဘာထူး၏မျက်နှာကိုလမ်းကြည့်သေး၏တို့ရတွင်ဘာထူးကတစုံတရာဆွတ်ဖက်ခြင်းကန့်ကွက်ခြင်းမရှိဘဲပြုံးစီစီကြည်နေလေသည်အရှုကိုခေါ်လိုက်ပါဗျိုးအရှုသည်ခါတွင်အဝတ်ကြီးပက်လျက်အပေါက်ဝသို့လာရ၍ဘာလိုချင်တယ်လဲဆရာကြီးကိုမေး၏ပါရွက်ကဒီကိုလာခဲ့ကိုခေါ်လိုက်အောင်အရှုသည်တာကောင်း၏မျက်နှာကိုလမ်းကြည့်နေသည်ဖြင့်တာကောင်းကဦးကောင်းကြီးကထောက်ခံချက်ပေးလိုက်၍ထိုအခါမှအရှုသည်စိုင်ရှိသို့ထွက်လာတော့သည်ပါရွက်သည်အရေရောင်းသောထုံးပြေဘက်သို့လှည့်၍ဟေ့ထုံးပြေဘာလဲဗျဟေ့ဘာလဲလုံနေနဲ့ထွက်ခဲ့စမ်းထုံးပြေသည်စိုင်ရှင်တာကောင်ကိုလမ်းကြည့်သည်တာကောင်ကဦးကောင်းငိမ့်လိုက်သောအခါမှဇဝဲခုံရှိကြီးကိုကြော်လွှား၍ထွက်လာခဲ့၏အရှုအနားမှာရက်နေထုံးပြေလည်းအရှုအနားမှာရက်နေထုံးပြေလည်းပြောသည့်တိုင်အရှုနှင့်ရှင်လျက်ဆဲနေ၏ဤတွင်ပါရွက်သည်ထိုင်ရမှထ၍အရှုနှင့်ထုံးပြေနီးသို့သွားပြီလင်
ဟိုဘက်လက်လိုက်ကြတဲ့အရှူနဲ့ထွန်းပြသည်ခိုင်းသည့်အတိုင်းလဲလိုက်ကြသည်လက်တွဲလိုက်ကြသည်ရှေ့ကိုတက်ရှောက်ထွန်းပြေးကနောက်သို့လှည့်ကြည့်နေသည်ဘာကြည့်ရလဲကွရှောက်ဆိုရှောက်ဤတွင်မှထွန်းပြေးနှင့်အရှူသည်ရှေ့သို့ရှောက်ကြရာအပေါင်းနဲ့တဲလျက်ရှိသဖြင့်နောက်ဖေးမိဖို့ရောင်သို့ရောက်သွားစဉ်ပရွယ်လဲ၎င်းတို့နောက်လိုက်ပါသွားသည်မြန်မေးတာကောင်သည်စေးပေါ်လိုက်တဖွာဖွာနှင့်ခြေတို့ဘာထုသို့ကြည့်နေ၏ဘာထုကမူတာကောင်၏မျက်နှာကိုမကြည့်ဘဲအရက်ခန်း၌ချိတ်ထားသောမှန်တစ်ချက်ကိုကြည့်နေ၏မှန်တဲ့၌ကတာကောင်၏အရိပ်ပေါ်ထွက်နေသည်ကိုမြင်ရသည်ခမရတို့ဘာလို့ကြတာလဲပြို့ကိုသိဟောဒီမှာတာကောင်ကမင်းနေတယ်ဘာလို့ကြတာလဲတဲ့ပြီးဖို့ရောင်၌ရှိသောပရွက်၏အတန်ကမင်းမသာပြောပါတော့လားကွဘာလို့ကြမယ်ထင်တယ်လဲစိုးနိုင်မှုလေမင်းထင်တာပြောသမ်းပါထိုတော်တွင်ခြေတို့ဘာတို့သည်တာကောင်း၏မျက်နှာကိုမကြည့်ပဲမန်ထဲ၌ပေါ်ထွက်လာသောတာကောင်း၏အရိပ်ကိုကြည့်လျက်ပြောနေသည်ကျုပ်မထင်တတ်ပါဘူးပြုတ်ကိုသိဟိုမှာတာကောင်းကပြောနေတယ်ကျုပ်တို့ဘာလို့ကြမယ်လို့သူမထင်တတ်ဘူးတဲ့ငါကြားပါရဲ့ကွဤကန၌ပါပြင်ကသိန်းသည်ပြီးဖို့ကြောင့်မှလာပြီးအပေါက်၌ရက်ပြီးလင်ဒီမှာကြည်တန်းတာကောင်းနည်းနည်းထားသမ်းဟောဒီဘက်ကထိုက်ဘာလို့မင်းဟာဒီဘက်နည်းနည်းရွှေ့တိုင်းသတ္တပြဓာတ်ပုံရက်ကန်ဒီတွင်မှန်ချိတ်သောဓာတ်ပုံစီယာခေတ်သို့တာကောင်နှင့်ဘာထူးတို့၏အနေထိုင်များကိုပြုပြင်ပေးပြီးမှပြီးဖို့ကြောင့်လည်းသို့ပြန်ဝင်သွားသည်တာကောင်ကိုစေးပေါ်လိုက်ဖွာလျက်ဘာထူးကိုကြည့်လျက်ရှိ၏ဘာကြည့်ရလဲဘာပြောချင်လို့လဲဆိုတဲ့တာကောင်တီပြီးတော့မှပြန်မပြောဘဲဆေးလိတ်ကိုဖွာလျက်ရှိသည်ငါတို့ဘာလို့ကြမယ်ဆိုတာမင်းသိကျင်သလားသိကျင်တယ်သိကျင်ငါပြောမယ်ငါတို့ကြာကိုစီကိုတတ်မလို့ကွာကြာကိုစီဆိုဒီမှာကရင်လောက်ရည်သမားတယောက်ဤနာမည်ဖြစ်အောင်အလွန်ထွားခြင်းတစ်ဖြစ်ကြာကိုစီစောင်းရည်မကုံဆိုသောစကားပုံရကြာကိုစီဟူ၍နာမည်ပေးထားကြခြင်းဖြစ်လေသည်ကြာကိုစီကိုမင်းသိသလားသိတာပေါ့ဒီဆိုင်ကိုသူညာတိုင်းလာတယ်မဟုတ်လားတခါတလေလာတယ်ဘယ်ချိန်လောက်လာတတ်တယ်လဲ9နိုင်လောက်လာတတ်တယ်ဆိုဟိုလာရင်တော့အဲ့ဒီအချိန်လောက်လာတတ်တာပဲငါတို့သိပါတယ်ကွ9နိုင်လောက်လာတတ်ပါတယ်ကြာကိုစီကိုဘာကြောင့်ခင်ဗျားတို့တတ်မှာလဲ तू ကခင်ဗျားတို့ကိုဘာလို့ဖူးလို့လဲလှုပ်ဖူးရမှာထားလို့တို့တော့မမြင်ဘူးအေးတွေနောက်ဖေးကြောင်မှာပါရွက်ကဒီတခါ तू မြင်မှာပဲနောက်တစ်ချိန်တို့ကို तू မြင်စရာအကြောင်းမရှိဘူးဟုအော်ပြောလိုက်သည်ဟိုခင်ဗျားတို့ကဘာကြောင့်သူ့ကိုတတ်မှာလဲတွေ့လဲမတွေ့ဘူးကြပဲနဲ့တို့အတွက်မဟုတ်ဘူးကွတငယ်ချင်းအတွက်တက်ရမှာဟေးလူတိတ်စကားမပြောနဲ့ကွာဟုပါရွက်ကမိဖို့ကြောင့်မအော်လိုက်သည်တာကောင်ကသိကျင်လို့ပြောရတာပါကိုသိန်းဟာမင်းလူဟာသိကျင်တာတွေဘာနဲ့ရှုပ်လိုက်တာကွာခေါ်ဒီမှာအရှူနဲ့ထွန်းပြေးကကြောချင်းကပ်ပြီးချီထားလိုက်တာငြိမ်လို့တုတ်တောင်းမလို့ဘူးအေးတော်တွင်၌တာကောင်သည်စိုင်ထဲ၌ရှိသောတိုင်ကတ်နာရီသို့လှမ်းကြည့်လိုက်ရာ7 နာရီ 45 မိနစ်ရှိနေသည်ကိုတွေ့ရသည်ဟေ့တာကောင်ဘာလဲငါတို့ရှိတော့မှစားကျင်တောက်ကျင်တဲ့လူလာရင်အကျက်လဲကုန်ပြီးစားကြတယ်မရှိတော့ဘူးလို့ပြောလိုက်နားလေလားဟုတ်ကဲ့နို့ပြီးတော့ခင်ဗျားတို့ကကျုပ်တို့ဘာလို့မှလဲအခုမပြောနိုင်သေးဘူးတော့သိလိမ့်မယ်ပုံတော်တယ်လို့ကြည့်လို့မှာပဲတာကောင်လေးနာယီကြီးကိုမော့ကြည့်လိုက်အောင်9 နာရီထိုးဖို့10 မိနစ်လိုသေးသည်ကိုတွေ့ရ၏ထိုကန၌ဆိုင်ရှိမှလူနှစ်ယောက်ဝင်လာ၍ပြိုးကိုသားကောင်တော့အရက်ရသေးလားပြိုးကုံသွားပြီခေါင်းဆွဲကြော်ကောဝတ်သားကုံသွားပြီဒါပြည့်ဘာလို့ဆိုင်ဖွင့်ထားသေးလဲအရက်လဲမြစားစရာလည်းမရှိပြောဆူဆူနဲ့လူနှစ်ယောက်သည်ပြန်ထွက်သွားကြ၏မင်းတော်တယ်ငါလူမင်းတော်တယ်ငါလူစားတတ်တယ်စားတတ်မှာပေါ့ကွာစားမတက်ရင်သူ့နောက်စီကိုငါပြစ်ခွဲလိုက်မှာပေါ့ဘာပဲအတန်ကမိဖို့ကြောင့်မှပြောလိုက်သည်ဒါကြောင့်မဟုတ်ပါဘူးကိုသိန်းရဒီလူကလူလေလူပါကောင်းကောင်းစားတတ်ပါတယ်ဗျာ7 နာရီ 55 မိနစ်ရှိသောအခါလူငယ်တယောက်သည်ဆိုင်ထဲသို့ဝင်လာ၍ဥယျာဉ်တစ်လုံးယူသွားလိုသည်ဟုပြောသည်ဖြင့်တာကောင်ကပါတုသို့လမ်းကြည့်လိုက်၏ပါတုကခေါင်းရိပ်ပြလိုက်သည်တွင်တာကောင်သည်ထိုင်ရာမှထား၍ဥယျာဉ်ပလင်းတစ်လုံးရောင်းလိုက်၏
ထို့နောက်မိမိနေရာသို့ပြန်လာရတွင်မိဖို့တကားပေါင်ဒီမှဖြတ်လာသဖြင့်မိဖို့ကြောင့်စီသို့လှမ်းကြည့်လိုက်၏အရှူးနှင့်ထွန်းပြေတို့မှာကြောချင်းကက်ကလက်ပြန်ကြိုးချီထားလျက်သူတို့နည်းတွင်ပါပြန်ကသိန်းက6လုံးပြူတက်လက်နှင့်စောင့်နေသည်ကိုမြင်ရသည်အင်္ဂလိပ်များထွက်ပြေးသောက6လုံးပြူတန်တယ်များသည်အရက်သားများ၏လက်တွင်ဖောဖောတည်တည်တွေ့လိုက်ရသည်တာကောင်သည်မမြင်ခြင်းပြု၍မိမိနေရာသို့ပြန်ထိုင်လိုက်သည်ဥယျာဉ်တစ်လုံးဘလောက်ရောင်းတယ်လဲဟိတစ်ချက်ပါမင်းသိပ်ပေါ်တာပေါ့လေကောင်းချင်းတပီတမတ်ဝယ်ပြီးဥယျာဉ်လေးလုံးထုတ်4ချက်ရောင်းအာကြီးပေါ်တာပေါ့ဒါလောက်မမြတ်ပါဘူးဗျာငါတို့နှစ်ပလင်းတောက်တာ2ချက်ပေါ့ဟုတ်လားဟုတ်တယ်ငါတို့စီကပတ်စံယူမလားမျက်ကျဲလို့ဆိုင်ဖွင့်ထားတာပဲငါတို့စီကပတ်စံယူမလားပေးရင်ယူမှာပေါ့မပေးရင်ဟောတာကောင်လည်းအဖြစ်မပေးပဲငေးကြည့်နေရပြောလိုက်လေကွာပြီးဖို့ကြောင့်မှပါရွယ်ကအော်လိုက်ဤမပေးရင်လည်းမရရုံပေါ့ဗျာဟော9နိုင်ထိုးပြီကြာကိုစီမလာတော့ပါဘူးဖြိုးကိုသိ9နိုင်ထိုးသွားပြီဗျဘယ်နဲ့လဲကဲ9မိနစ်လောက်စောင့်ကြအောင်ဆိုကွာ9မိနစ်ခန့်ကြာပြန်တော့ခါတေးချင်းဆိုလျက်ရှောက်လာတော့လူတယောက်ရဲ့အတန်ကိုလမ်းပေါ်မှာကြားရပြီးနောက်ဆိုင်ထဲသို့ဝင်လာရာတာကောင်သည်အရက်လဲမြဝတ်သားလဲကုံသွားပြီဖြစ်ကြောင်းပြောပြသည်ဘယ်နဲ့ကြော်တယ်လဲကွာမင်းတို့ဟာဘာမှမရှိဘဲနဲ့ဘာလို့ဖွင့်ထားသေးရလဲညီးတွားရီရွလျက်ပြန်ထွက်သွားသည်ဖြူကိုသိဘာလဲကွ9နိုင်5မိနစ်ရှိသွားပြီထုံးပြင်းနဲ့ရှူဘယ်နဲ့လုံးလဲဒီပါသေးဗျာထပစ်ခဲ့ပါနှုတ်ตาကောင်ကိုကွကိစ္စမရှိပါဘူးဗျာထပစ်ခဲ့ပါဟုတ်ပါမလားကြာကိုစီတိသွားရင်ကြွားကြကုန်လိမ့်မယ်မသိနိုင်ပါဘူးဗျာထပစ်ခဲ့ပါရင်ငသိန်းဒီမျိုးကြောင့်မှထွက်လာ၍ตาကောင်ကိုလှမ်းကြည့်လျက်ငါလူမင်းကန်ကောင်းနေကွာအေးဟုတ်တယ်ကွမင်းထီထူးပေါက်လိုက်မယ်ပါရင်ငသိန်းဒီတနက်ကိုဘောင်းမြိတ်ထဲသို့ထိုးထည့်၍အရက်နဲ့အစိမ်းကျော်အတွက်ပတ်စံပေးဖို့အလျင်းစကားမပြောဘဲတိုင်မြင်သို့ထွက်သွားသည်တာကောင်သည်ထိုင်နေရာမှထလာ၍ထိုသူနှစ်ကိုမျောကြည့်သည်၏ခြေတို့သည်ပါရွက်၏နဘေးတွင်ထုံးနေလျှောက်ကောင်အတူတွဲလျက်လမ်းကြားကလေးသို့ချိုးဝင်သွားကြသည်ကိုမြင်ရပြီးမှမိဖို့ကြောင့်သုံး၍တပည့်နှစ်ယောက်ကိုအနောင်ဖက်မှဖြုတ်ပေးရသည်ဒီကောင်လေးအာကီမကောင်းဘူးအာကီဆိုလေဘာလို့ဖို့စူးတို့ဒီကိုလာစလေကြာကိုစီကိုတတ်မလို့ရှူရဲ့ခါရင်ဒီချိန်တော့မှကြာကိုစီလာပြီးခောက်ဆွေးတော်စားနေကြပဲဒီကနေ့ညသူ့မလာတာကံကောင်းတယ်လာရင်တတ်မလို့တဲ့ပစူးတဲ့ကြာကိုစီလားအေးကြာကိုစီဘာဖြစ်လို့လဲအာကီစပေါ်ကောင်းနေမဟုတ်လားညာတိုင်းခောက်ဆွဲစားတွေပစ္စံပီးတွေလူကောင်းမဟုတ်လားအေးလေကျုပ်တို့ကတော့လူကောင်းပဲသူတို့ကတက်ချင်တဲ့ကံကောင်းလို့ပါလားစကီအားလုံးဒုက္ခဖြစ်ကုန်မယ်အရှုကြာကိုစီကိုတနာသလားတနာတာပေါ့ဟိုကောင်လေးကကြာကိုစီကိုတွေ့ရင်တက်လိုက်မယ်လိုက်ရှာနေတယ်အဖိုးကြီးသွားပြောပါလားဟာမိလုံးနေဒုက္ခဖြစ်မယ်မိစွာခြင်းမူကျုပ်သွားမယ်ဗျာကြာကိုစီကသဘောကောင်းတယ်ကစားဝိုင်းမှာနိုင်တော့ကကျုပ်ကိုငွေတစ်ချက်ပေးဘူးတယ်ဟီးမိလုံးနဲ့ကောင်လေးမိမဒုက္ခရောက်သွားမယ်အဖိုးကြီးမသွားခြင်းနေသူသွားခြင်းသွားပါသည်ကျုပ်သွားပြောမယ်ဆရာသူဘယ်မှာနေတယ်လဲအရှူကမူကောင်ကလေးတွေဘာမှနားမလည်ဘူးဆိုကထသွား၍မိမိလောက်ရန်ရှိသောအလုပ်များကိုလုပ်ကင်လျော်သည်ဈေးချောင်ရွာထဲမှာနေတယ်ကွတရားကလေးကူပြီးလောဝဲဘက်ကအိမ်မယ်ကျုပ်သွားပြောမယ်ဆရာအေးသွားပြောကွာအသက်ကယ်တယ်ဆိုတာကုသိုလ်ရတယ်ကွထိုးမြစ်သည်စေးဘောလေးတစ်လိပ်ကိုမြင်ကြီး၍စိုင်မှထွက်ခဲ့ပြီးလင်လမ်းပေါ်တွင်ဆေးလိပ်မီတပွားပွားနှင့်ရှောက်လာ၏အိမ်များကိုလုံ၍ပိုလိုကွင်းထဲသို့ရောက်သောအခါနှစ်ထပ်အုပ်ထုပ်ကိုစီနှင့်ရှောက်သွားကြသောပါရငသိန်းနှင့်ခြေတို့ဘာထူးတို့ကိုရှေ့တွင်မြင်ရ၏ထုံးပြသည်စေးဘောလေးကိုမျက်ထဲသို့ပစ်ချ၍ထိုလူနှစ်ယောက်ကိုကွင်းပြီးလင်ရှေ့သို့ကြော်တက်၍ဒုံဆိုင်ပြေးလေ၏ထိုညမှလမသားတော်လဲကျဲများရောင်ကြောင့်ပိုလိုကွင်းကြီးထဲတွင်လူတော်လန်းကလေးကိုထင်ရှားစွာမြင်နိုင်ပေသည်ဈေးချောင်ရွာသို့ချင်းကပ်၍တရားလေးကိုဖျက်ကူးပြီးနောက်လက်ဝဲဘက်သို့ကြည့်လိုက်သောအခါဝန်းကျန်ကြီးထဲရှိအိမ်တစ်ဆောင်မှမီးရောင်တလက်လက်ထွ
ထွက်နေသည်ကိုထုံးပြမြင်ရ၏ထုံးပြသည်ခြံတကား၌ထိုးပိတ်ထားသောဝလုံးကလန့်ကိုဖြင်းညင်းစွာဖြုတ်၍ဝင်ပြေးသောအခါအိမ်လေးကားချင်း၌ကရင်မာကြီးတယောက်နှင့်တွေ့၏ကြားကိုရှိသလားရှိတယ်ဘာလို့မလို့လဲခဏတွေ့ချင်တယ်တိတ်အရေးကြီးတယ်နေမကောင်းလို့အိတ်နေတယ်ကွယ်အရေးကြီးရင်လာလိုက်ခဲ့ကရင်မာကြီးသည်ထွန်းပြေကိုအိမ်ပေါ်သို့ခေါ်သွား၍အခန်းတစ်ခု၏အဝဆိုရောက်သောအခါဟောဒီမှာတငယ်လေးတယောက်မင်းကိုတွေ့ချင်လို့တဲ့ပြောလိုက်သည်တွင်အရာပေါ်၌လဲလွင်သောကြားကိုစီကဘသူလဲဟုမေးလိုက်၏ကျုပ်ပါဗျထွန်းပြေလေအကျော်တိုင်းကထွန်းပြေပေါ့အော်မင်းလားဘာကိစ္စလဲလာလီကွာထုံးပြသည်အခန်းထဲသို့ဝင်သွား၍အရာနေသို့ချင်းကပ်သည်တွင်တိုးသောမွေရပေါ်၌ရှည်လျားသောကြားကိုစီ၏ကိုလုံးကြီးမဆန့်သဖြင့်ခြေတစ်ပိုင်းလွန်ထွက်ကဆန်းဆန်းကြီးအိမ်နေသောကြားကိုစီကိုမြင်ရသည်ဘာကိစ္စလဲကွလူနှစ်ယောက်ကျုပ်တို့ဆိုင်နဲ့ဝင်လာပြီးအရှူးနဲ့ကျုပ်ကိုတုတ်ထားတယ်ခမရကိုတတ်လို့တယ်ပြောတယ်ကြားကိုစီသည်မြည်တို့မှပြန်မပြောဘဲငေးချင်နေ၏သူတို့လက်ထဲမှာတနက်ပါတယ်ခမရကိုပြစ်တတ်မလို့တဲ့ကြားကိုစီလည်းကြောင်တောင်ကြီးကြည့်နေသည်ကိုသားကခမရစီသွားပြောပါဆိုလို့ကျုပ်ပြေးလာခဲ့တယ်နောက်ကသူတို့လာနေပြီပိုလိုကွင်းထဲမှာတွေ့ခဲ့တယ်မြန်လုံးဗျသူတို့လာရင်လည်းငါဘာမှမတတ်နိုင်ဘူးကွာလူပုံမှန်ကျုပ်ပြောပြမယ်တယောက်ကပါရွက်နေတယ်ဗျတယောက်ကခြေထောနဲ့လျှောက်တယ်ဟုတ်ပါတယ်ငါသိပါတယ်ပြေးလေဗျာတော်ကြာသူတို့ရောက်လာတော့မယ်လာရင်လည်းလာပေါ့ကွာဟုတ်ဘူးဗျခမရကိုတတ်မှာတက်ရင်လည်းဘာတတ်နိုင်မလဲကွာမထူးပါဘူးဘယ်နဲ့မထူးရမှာလဲဗျအချိန်ရှိတော့ပြေးပါတော့လားဒီလိုအပေါ်ပါပဲကွာသူတို့အလကား6တာမဟုတ်လား6တာမဟုတ်ပါဘူးကွာပြောဆိုနဲ့ကြားကိုသည်ပက်လက်အရာမှထရံမက်သို့စောင်းလိုက်သည်ထုံးမြင့်သည်အလွန်စိတ်ပြတ်သောအမူအရာနှင့်ကြားကိုစီကိုလမ်းကြည့်ပြီးနောက်အိမ်ပေါ်မှဆင်းလာခဲ့ရအောင်လေကားထိပ်တွင်ကရင်မာကြီးနှင့်တွေ့၍ပြောခဲ့ပြီလားဟုမေး၏ထုံးပြေကပြောလို့မရဘူးလူသူတွေလာတော့မယ်ခမရထွက်ပြေးရင်ကောင်းမယ်ဟုတတိပေးပြီးလင်ကြိုက်ကြိုက်ဆင်းပြေးလေသည်ခြံထဲမှထွက်လာ၍တကားလေးသို့ရောက်သောအခါတရားပေါ်၌လျှောက်လာသောလူနှစ်ယောက်ကိုမြင်သည်နှင့်ခြုံတုံနေသို့ရှိုးနေလိုက်၏လူနှစ်ယောက်တို့သည်ခြုံနီးမှဖြည့်၍ရှောက်သွားကြစဉ်ကိုမရမှုပေမဲ့မရခိုးတဲ့ကောင်တော့တက်ရမှာအရာသာရှိတယ်ကွာဒီထဲမှာငွေ900ရအောင်မယ်ဆိုတော့သိမ့်နေတာပေါ့ကိုသိန်းရလူနှစ်ယောက်သည်ခြံဝင်းထဲသို့ဝင်သွား၍အိမ်ပေါ်သို့တက်သွားကြသည်ကိုဒုံပြေသည်ခြုံထဲမှချောင်းကြည့်နေ၏မကြမီတနက်တန်တစ်ချက်ကြားလိုက်ရသည်တွင်မှထုံးပြေသည်ခြုံထဲမှထွက်လာ၍ပိုလိုဝင်းကြီးတစ်ချောက်ပြေးလာခဲ့ပြီးလျှင်စိုက်နေသူမော်ကြီးပန်းကြီးဝင်လာလေသည်တွေ့ကြလားဟေးတွေ့ခဲ့ပါဗျာတို့ဘယ်နဲ့လဲကွပြောတာပဲမထူပါဘူးကွာဆိုပြီးကင်ကြီးကထွက်မပြေဘူးဗျဒီလိုဆိုရင်သွားရှာတော့မှာပဲကွာသွားရှာကြပြီဗျဘယ်နဲ့ပြောရလဲထွန်းပြဟိုကောင်နှစ်ကောင်ကကင်ကြီးကိုဈေးချောင်ရတယ်သွားရှာကြတယ်တွေ့သွားလေတော့ကရင်ကြီးသွားရှာပြီဗျဟေးပြောမရလို့ဆင်းလာပြီးခြုံထဲကချောင်းကြည့်နေတော့ဟိုလူနှစ်ယောက်တက်သွားပြီးတနက်တန်ကြားခဲ့ရတယ်။အိုးဘလို့ရန်ညို့ပါလေကွာ။ရန်ညို့မဟုတ်ဘူးဗျ။ငွေ900ရလို့တက်တာ။ပေကြီးကသူမရကြားခိုးလို့တဲ့။အော်ဟုတ်လိမ့်မယ်ဟေ့။တစ်ကုံတဲ့ဥပါဆွဲရဲ့မရနဲ့ကြားကိုစီနဲ့ဒီရတာကြားတယ်။ဒါကြောင့်ငွေပေးပြီးအသက်ခိုင်းတာဖြစ်မှာပဲဟိမင်းမဲ့တိုင်ပြီးဖြစ်နေသောထိုရဲများတွင်လူတယောက်မှကဘဝလူတယောက်မက10ယောက်တည်ဆုံးတော့လေအေးယူမိသူမရှိခဲ့မိမိပြောက်ဖြစ်ခဲ့ရသောအမှုပေါင်းမှာအမျိုးအရွာတွင်မြောက်များစွာရှိခဲ့ပေလေသည်ရွှေဦးတောင်အားနဲ့ဟေမင်ဝဲဤ The Killers ကိုမိပါသည်သွေးတောက်အမှတ်96ဇန်နဝါရီလ1954